သွားနေကတွင်ကြမှာမှာပျော်ရွှင်သားရတို့ဘွားပေါ့နော်။သတိပြုဝယ်ချက်လေးကိုချက်ပေါ့နော်။ကျွန်တော်မလက်ဖြန်20ရက်နေ့ဆိုရင်ကျွန်တော်ဒါ War or Head Day ပေါ့နော်။သူ့ရဲ့ဆောင်မှုတွေက Happy Mouth is a Happy Life ပေါ့နော်။ကျွန်တော်ဗမာတွေကဖော်ယူတတ်ကြတယ်။ပြောင်းရည်တယ်။ပြောင်းရင်ရဲရင်ဒါတက်ချီတယ်ပေါ့နော်။ဘွားမောတွေပြီးတယ်။ဒီရှင်လာတဲ့ပြောင်းပြီးတပွင့်ရပဲလူတွေကိုဒါကြီးဦးကျပြုစုနိုင်တယ်ပေါ့နော်။ဒီလိုမျိုးညလာမှာအရေးကြီးတဲ့အစိပ်ပိုင်းဖြစ်တဲ့ဒီဂရင်းပိုင်းကိုပေါ့နော်။ပါဇက်လက်ဂရင်းပိုင်းကိုလူမှုစီးပွားလုပ်ငန်းတွေမှာကျမ်းမာနေမှာတက်လျင်ရေးခံစားနေရတဲ့ဒါကျမ်းမာရေးပြဿနာတစ်ခုလေးဖြစ်နေတော့လीเนาะကျွန်တော်ဗမာတွေကတကြားကိုကြိုက်ကြတယ်ဗျအချိုကြိုက်ကြတယ်အဲကြောင့်ပုံမှန်စစ်ဆေးမှုတွေလည်းမလုပ်တဲ့အတွက်ကြောင့်ယောဂလက္ခဏာတစ်ခုပြမှာပဲဒါအောင်မှဆေးမိလို့လည်းကုကြရလို့ရှိသေးရပါတော့တားနဲ့ဂရင်းကျမ်းမာရေး6နှစ်အောက်ဆိုရင်90%လောက်ဖြစ်တယ်ပေါ့အသက်35 45 walking age ဆိုရင်40%လောက်ဖြစ်ကြတယ်เนาะဖြစ်တဲ့ဆေးပညာအရဒီဂရင်းကင်ဆာမျိုးမျိုးကလာယောဂဖြစ်သတ်မှတ်တယ်ကျွန်တော်နိုင်ငံမှာလည်းအဖြစ်များတဲ့เนาะကင်ဆာတွေထဲမှာလည်းပါတယ်เนาะလူမှုဘဝနေ့စဉ်ရုန်းကန်တဲ့အချိန်မှာဒါကိုယ့်ဘဝအတွက်အနှောက်အယှက်ဖြစ်မှာဆိုကျွန်တော်ကကြိုတင်ရှောင်ရှားကာကွယ်ကုသမယ်ဆိုရင်ဒါတွေကဘယ်လိုပြောလဲပြဿနာကိုယ့်အတွက်ဘဝမှာအနှောက်အယှက်မဖြစ်ဘူးပေါ့နော်ယောဂခံစားရတဲ့အခါမှာနာကျင်မှုဒဏ်ရာတော်တော်ဆိုးတယ်ဒီသွားကြိုက်လို့နာတာလေလူမှုဘဝအခြေသေးကြဆင်းတဲ့ယုံကြည်မှုကြဆင်းတဲ့အခြားယောဂတွေလည်းဆက်ပြီးဖြစ်ပွားနိုင်တယ်ပေါ့နော်အဲ့တော့စောစောသိမယ်ဒါစောစောစစ်ဆေးမယ်ဆိုရင်ဒါစောစောကြိုတင်ကာကွယ်ကုသပေးလို့ရတယ်ပေါ့နော်ဒီသွားနေကြရင်ကြမှာရပေါ့နော်ဒါအရေးကြီးတဲ့နေရာမှာလည်းဘာလို့6ချက်ပေါ့နော်ပထမချက်က fluoride ပါတဲ့သွားရည်ဆေးတွေကိုတုံးပြီးတော့တွားတိုက်ပေးရမယ်တွားတိုက်ပြီးသွားရင်စက္ကန့်20စက္ကန့်30လောက်ထွေးမထုတ်ဖင်းနဲ့ပါဇက်ထဲမှာအားလုံးကျင်းသလိုမျိုးဒီအမြုပ်ထနေတဲ့ fluoride ကိုထားပြရမယ်အဲ့ကြောင့်မှ तू ကအဲ့ညစ်ပတ်နေဟာကိုတွားပြီးတော့တန့်ရှင်းပေးပါနံပါတ်2ကအစားစားပြီးတိုင်းဒီတန့်နဲ့အားလုံးကျင်းပေးရမယ်ပေါ့နော်စားချင်းစားချက်တွေကိုကြံပါဆိုလို့နေနော်အဲ့တော့ကျွန်တော်နိုင်ငံကွန်းစားတဲ့နိုင်ငံပြစေကန်းနေတာမှန်များတာကွန်းဆိုင်ရနေရာထိုးညညထိုးမလွယ်ဘူးဒီနော်ကွန်းပေါင်ဆေးရွက်ကြီးဒီကွန်းမှာလည်းအတင်စားထုတ်ပြရရှိတယ်အိန္ဒိယတို့နော်ဘင်္ဂလားဒေ့ရှ်ဘက်ကဝင်နေဟာအတင်စားဆိုဘယ်မှမကောင်းကွန်းရလည်းမကောင်းဘာမှမကောင်းစားတာငုံတာတွေကိုရှောင်ကျင်ရမယ်နော်ဒါလူမှုဆက်ဆံရေးမှာဒါရုပ်ဆိုးကြီးတက်စီတယ်ပေါ့နော်အဲဒါကြောင့်မို့ဒီကွန်းဆေးတွေမဟုတ်ကျွန်တော်ကဒီကိုယ့်ရဲ့ဒီ green ထဲမှာစားချင်းစားချက်နေကြရင်တော့ပြဿနာတက်နိုင်နေဆိုတော့ဒီကွန်းဆေးဆိုရင်တော့ပို့ဆိုရပါတော့တို့ရဒီဟာနဲ့အိတ်ခံကြတာဟုတ်ရှိခဲ့တယ်ပေါ့နော်နံပါတ်4ချိုတဲ့ຢာတွေစားခြင်းရတယ်ရှော့ရမယ်ရှောင်ကြမယ်ကျွန်တော်တို့ကချိုတဲ့ຢာတွေအတင်စားတွေပြီးလို့ရှိရင် citrus များတဲ့ဟာတွေပေါ့နော်ချင်းတဲ့ຢာတွေပြီးလို့ရှိရင်သွားရည်စီရွေးချယ်သွားရည်တန်ရွေးချယ်တဲ့အခါမှာ extra soft medium hard ဆိုတာရှိတယ်အဲ့ဒီပြင်အခုပုံမှာပြထားတဲ့မျိုးစုံရှိတယ်ဒါတို့ကိုယ့်ရဲ့သွားပုံစံနဲ့ကိုက်နေတဲ့သွားရည်စီသွားရည်တန်ရွေးချယ်ဖို့လည်းလိုအပ်တာပေါ့နော်ဒီမှာဆိုသွားရည်တန်ရွေးချယ်တဲ့အခါမှာလက်ကိုင်းနော်လက်ကိုင်းပြီးလို့ရှိရင်လက်ဖိတဲ့နေရာပြင်သွားနဲ့တွေ့မဲ့နေရာဒါတွေကိုရွေးချယ်ရမယ်နံပါတ်6က3လတစ်ခါသွားရည်တန်လဲပြရမယ်ကျွန်တော်3လတစ်ခါမလို့ကျွန်တော်သွားရည်တန်ကြိုးပဲ့ပြီးတော့နော်တိုက်လို့မရတဲ့ခါကြမှာပေါ့နော်အခုသွားရည်တန်ကိုပြန်ပြီးကြည့်ပေါ့ဘယ်လိုသွားရည်တန်ဒီနှစ်ခုတည်းကဘယ်ထဲမှာပါနေလဲပေါ့ဒါဆိုလဲပေးဖို့တင့်နေပြီပေါ့နော်ဒါမျိုးပြောချင်တာပြီးတော့ဒီသွားကြမှာရည်နဲ့ပတ်သက်ပြီးကျွန်တော်ကပုံမှန်တစ်နှစ်ကို2ကြိမ်ပေါ့အလားတူတစ်နှစ်ကို2ကြိမ်နော်သွားရဆရာဝန်နဲ့သွားပြီးတော့ယောဂမဖြစ်ခင်ရသွားပြီးဒန်တယ်ချက်လုပ်တာတွေပါတယ်လည်းဘယ်သူမှမလုပ်ဖြစ်ကြဘူးယောဂဖြစ်မှာပဲသွားကြအောင်ဒန်တယ်ဈေးလုံးရတယ်နည်းတတ်မှတ်ထားတဲ့ဟာလည်းနည်းလေးညားတော့လေနံပါတ်8ကကြတော့ယောဂလက္ခဏာပြရင်ဆေးမိလို့လည်းမကူဘဲနဲ့ဆောင်းနေတာကူမယ်ဒါလည်းရေးကြည့်တယ်လို့ဆိုရင်ဒါရေးချင်မှာနာရာစီပြဿနာတက်နိုင်တယ်ပေါ့နော်နောက်တစ်ခါကိုကကြတော့သွားချင်းမှာစားကြတယ်နော်သွားကြရဲမှာစားချင်းစားကြနေကြရင်ဒန်တယ် floss ဆိုတာလေးသုံးလို့ရတယ် interdermal brush လေးသုံးလို့ရတယ် brush ကလည်းမျိုးစုံရှိတယ် brush က9မျိုးလောက်ရှိတယ်ကျွန်တော်တို့ဒါတွေကိုသွားနေကိုက်နေဟာပေါ့အရောင်လေးနဲ့เนาะသွားစိတ်ကျဲပုံမူတည်ပြီးတော့သူလည်းအလိုလေးရှိနိုင်ရမှာဆိုရင်အများကြီးရတယ်လေဟုတ်ဒါကသွားချင်မှရင်လည်းပတ်သက်ပြီးတော့ကျွန်တော် review site ဖို့လိုရဲဆိုတဲ့အကြောင်းကလေးကစပြီးဒါဆေးလေးကလည်းပြဿနာရှိရเนาะသွားမှာလေเนาะပြန်ဟိုင်လည်းဖြစ်တော့ green cat ပြင်စားဖြစ်ရင်ဒါတော်တော်ဆူရလीเนาะပြင်မျက်နှာကိုပြက်ဖြက်ကြည့်သွားအောင်เนาะခွဲစိတ်ပြီးသွားရင်လည်းမျက်နှာပုံမှန်မျက်နှာမဖြစ်တော့ဘူးလှပရရလုံးတဲ့အချိန်မှာဒီသွားချင်မှရုပ်လည်း review site ပေးဖို့အတွက်ဒါ awareness ရအောင်ကျွန်တော်ဒီပေးခြင်းဖြစ်ပါတယ်ကလေးတွေကစပြီးတော့เนาะအားလုံးကြမှာဒီပိုင်းပြည့်စုံနေကြပါမယ်ခင်ဗျာ